Hello ဒေါက်တာဝင်းပါကျမရဲ့သားလေးကို neighbor sleep training ဘယ်လိုလုပ်ခဲ့လဲဆိုတာလေးကို sharing လုပ်ပေးပါမယ်ညဘက်လုပ်တဲ့အကြောင်းရဲ့ sleep ဘယ်လို sleep training နည်းလမ်းနဲ့သုံးပြီးတော့လုပ်ခဲ့တဲ့အကြောင်းအရင်ဗီဒီယိုမှာတင်ထားပေးရမှာเนาะအဲ့ဒါလေးကိုအရင်သွားကြည့်စီလိုက်ပါနေ့ဘက်ကို sleep training ဘယ်တော့မှလုပ်လဲဆိုတော့ညဘက်လုပ်ပြီးတော့သူတစ်ပတ်လောက်သူ့အတူအိတ်တက်သွားပြီဆိုရင်မှနေ့ဘက်ကိုကျမအရင်လုပ်ပြီးရပေါ့နော်နေ့ရောညရောကျမဖြိုင်တူမလုပ်ခဲ့ပါဘူးအေးစစ်စစ်လေးပဲသွားချင်တယ်ပေါ့နော်အဲကြောင့်မလို့နေ့ဘက်ကိုနောက်တစ်ပတ်နေမှလုပ်တယ်ပေါ့နော်ညဘက်တွေ train တဲ့အချိန်မှာကျမနေ့ဘက်ကို train မလုပ်ခဲ့ဘူးပေါ့နော်အဲ့ဒီအပတ်က train မလုပ်ခဲ့ပေမဲ့ကျမသူ့ကိုနေ့ဘက်ကိုတစ်ခါတိုင်းဆိုရင်ခြေတိတ်တယ်ဆိုရင်အိပ်ပျော်မှချလို့ရတယ်ပေါ့နော်အဲ့ဆိုငါဆိုရင်အိပ်ပျော်ခါနီးဆိုရင်ချလို့ရတယ်ပေါ့နော်အိပ်ပျော်ခါနီးချတာပဲနည်းနည်းလေးကျင့်ပေးခဲ့တယ်ပေါ့နော်အဲကြောင့်မလို့နေ့ဘက် train တဲ့ခါကျရင်သူ့ကိုနိုးတဲ့အချိန်မှာချလို့ရသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးဖြစ်တာပါနေ့ဘက်ကိုလုပ်တဲ့အချိန်မှာပထမဆုံးအိတ်တဲ့ nap ပေါ့နော် first nap ပေါ့နော်မနက်9နာရီလောက်နိုးရဆိုရင်သူ10နာရီခွဲ9နာရီလောက်အိတ်တယ်ဆိုအဲ့ nap ကိုအရင်လုပ်ပေးပါတယ်ဘာလို့ဆိုပထမဆုံးတရေအိတ်တဲ့အချိန်မှာပေါ့နော်သူက melatonin ညဘက်က melatonin နည်းနည်းလေးကျန်တဲ့အတွက်ပို့ပြီးတော့အိတ်ချင်တယ်ပေါ့နော်လုံးရလွယ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးခဲ့ပါတယ်ကျန်တဲ့ nap တွေကိုလည်းပေါ့နော်သူနိုင်တဲ့လောက်ပဲလုပ်ပေးပါတယ်တချို့ပေါ့နော်နည်းနည်းခြိကြတာလေးရှိရပေါ့နော်ခြိကြတာလေးရှိရနည်းနည်းခြိလိုက်တယ်ပြန်တိတ်တယ်ပေါ့နော်အခုဆိုရင်တော့အိမ်မယ်ဆိုရင်နေ့ဘက်ကြတော့လေနည်းနည်း distraction နည်းနည်းများရတယ်ပေါ့နော်အလင်းရောင်လေးလည်းရှိရတဲ့အတွက်နည်းနည်းတိတ်ဖို့ခတ်တယ်ပေါ့နော်အဲဆိုသူနည်းနည်းလေးခြိလိုက်တယ်ခြိလိုက်ပြီးတော့ရှင်းလေးဆိုပြီးတော့9မိနစ်လောက်ဆိုရင်သူချလိုက်ရသွားပြီပေါ့နော်နိုးနေတဲ့အချိန်မှာလည်းချလို့ရသွားပြီပေါ့နော်သူကသူလည်းအိတ်တက်သွားတယ်ပေါ့နော်ဒါကနေ့ဘက်ကိုလုပ်ပေးပြတာပေါ့နော်နီလန်းကတော့ညဘက်လုပ်ပေးတဲ့နီလန်းနဲ့တူတူပါပဲနေ့ဘက်ကကြတော့ကျမတို့ဘလို့ပို့ပြီးတော့အသုံးဝင်လဲဆိုတော့ဘယ်ဟာတွေကအသုံးဝင်လဲဆိုတော့အခန်းကိုမှောင်ချလိုက်တယ်ပေါ့နော်100ရာခိုင်နှုန်းအမှောင်တော့မရဘူးပေါ့90ရာခိုင်နှုန်းအမှောင်ချလိုက်တယ်အဲ့ဒါပို့ပြီးတော့အသုံးဝင်တယ်ပေါ့နော်မမော်ရဲ့ကလေးက live ကြည့်နေတာနဲ့ဟိုပေါ့နော်ဟိုဟာကြည့်ဒီဟာကြည့်နေဆိုတော့စိတ်ဝင်စားတာများပြီးတော့တိတ်မအိတ်သေးချင်းပေါ့နော်အဲ့လိုလေးလုပ်ပေးဖြစ်ပါတယ်ပြီးတော့နေ့ဘက်ကိုသူ့ဟာသူအိတ်ခိုင်းတဲ့အချိန်မှာနေ့ဘက်အိတ်တဲ့အချိန် last nap ပေါ့နော်နောက်ဆုံးအိတ်တဲ့အချိန်ပေါ့နော်ဖတ်ထိုင်းမတိုင်ခင်အိတ်တဲ့အချိန်ပေါ့နော်အဲ့ဒီ nap ကိုတော့သူကအိတ်ဖို့ခက်ခဲတယ်ပေါ့နော်အဲဆိုရင်ကိုယ့်ကိုခြိသိမ့်လို့လည်းရတယ်လို့တိုက်လို့လည်းရတယ်ပေါ့နော်အဲ့ချိန်ကိုသူ့ဟာသူကျမမအိတ်ခိုင်းတော့ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးဖြစ်တာပါဒါကနေ့ကင်းမအိတ်ဖို့လုပ်ပေးဖြစ်တာလေးတွေပေါ့နော်အနေကင်းမအိတ်တဲ့အချိန်မှာလုပ်ပေးဖြစ်တာကအဓိက sleep pressure နဲ့ weight window ပေါ့နော်weight window သူ့အချိန်လေးတွေမှာလုပ်ပေးရင်ပိုဆင်ပြေပေါ့နော် weight window အရန်ကြာသွားရင်လည်းသူကကြည်ကြရပေါ့နော်weight window မပြည့်သေးတဲ့အချိန်မှာဆိုတော့သူကလည်းမအိတ်ချိန်ဘူးပေါ့နော်သူတန်းလာတဲ့အိတ်ချိန်နဲ့အရေးရောင်နေပြပြီဆိုရင်ကိုကခဏနေကြရင်တိတ်လိုက်ရင်ပို့ပြီးတော့အဆင်ပြေပါတယ် sleep pressure တွေ weight window အကြောင်းတွေမသိဘူးဆိုရင်လည်းကျွန်မအရင်ဗီဒီယိုတင်ထားပေးရပေါ့နော်အဲ့ဒီမှာသွားကြည့်ကြည့်လို့ရပါတယ်သိချင်တာလေးတွေရှိရင်လည်းမေးခဲ့ပေးပါနော်ကျေးဇူးတင်ပါတယ်